ကောင်လေးတယောက်က Jordan basketball ဖက်နှက်တရံကိုရှာတွေ့ခဲ့တယ်သူကထားကိုဖျားပေးတဲ့လက်ဆောင်ပဲလို့ထင်ခဲ့တာပေါ့နော်ဒါပေမဲ့အနိုင်ကျင့်တဲ့ကောင်လေးတယောက်ကသူ့ဖက်နှက်တွေကိုလူယူသွားခဲ့တာဒီတိုင်းလူယုံနေမကဘူးတချိုးပေါ်ကိုပါပြစ်တင်လိုက်သေးတယ်ကောင်လေးကတော့တအားကိုစိတ်မကောင်းဖြစ်သွားခဲ့တာပေါ့အဲ့ဒီညကမိုးတွေကလည်းတဲမဲမဲရွာနေတာသူကဖက်နှက်တွေကိုပြန်ယူမယ်လို့ဆုံးဖြတ်လိုက်တယ်ကောင်လေးကတစ်ကိုင်းပေါ်တက်သွားပြီးနောက်ဆုံးတော့အဲ့ဒီ basketball ဖက်နှက်တွေကိုလက်လန်းမိသွားခဲ့တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲလျှက်စီးတစ်ပွင့်ကထက်တိုင်ကိုထိမှန်လိုက်တာပေါ့ဒီလိုနဲ့ထက်စီးချောင်းကဝိုင်ယာကျိုးတွေအတိုင်းကောင်လေးစီကိုစီးဆင်းလာပြီးဖက်နှက်တွေနဲ့အတူတူသူအောက်ကိုပြုတ်ကျသွားခဲ့တာကံကောင်းတာကောင်လေးကဘာမှမဖြစ်ခဲ့ဘူးဗျနောက်တနေ့ကျတော့သူကသူ့တငယ်ချင်းနဲ့အတူ NBA basketball ပွဲသွားကြည့်ခဲ့တာပေါ့ပွဲတစ်ဝက်နားချိန်မှာတော့ချစ်ချီရေးပွဲလေးတစ်ခုကိုမထင်မှတ်ပဲထိတ်ဆော့ခဲ့ကြပြီးကောင်လေးကလည်းကံကောင်းစွာနဲ့ဆော့ခွင့်ရလိုက်တယ်အဲ့ဒီမှာ73နှစ်အရွယ်ကောင်လေးတယောက်က NBA ကျေပွင့်ကစားသမားကိုစိန်ခေါ်လိုက်တယ်လူတိုင်းကတော့သူတေချာဖို့ရှုံးတော့မယ်လို့ပဲထင်ခဲ့ကြတာပေါ့ဒါပေမဲ့ကောင်လေးကရုတ်တရက်အရှိန်မြင့်လိုက်ပြီးခန်းစစ်ကိုကြော့ဖြတ်က၄ရက်နဲ့အဆုံးသတ်သွင်းလိုက်တယ်ဒုတိယအချိန်ဘောလုံးရချိန်မှာတော့သူကအရင်ဆုံးလှည့်စားတဲ့လှုပ်ရှားမှုမြန်လေးလုပ်ပြီးမှ step back shot နဲ့သွင်းယူခဲ့တာပေါ့၃မှတ်တန်သွင်းလိုက်တာနောက်ဆုံးတော့နာမည်ကြီးကစားသမားကြီးကသူ့ကိုအလေးနဲ့ထားလာတာပေါ့ကာကွယ်ရေးမှာအစွမ်းကုန်လှုပ်တော့မယ်လို့ကောင်လေးကိုတော့တတိပေးလိုက်သေးတယ်ဒါပေမဲ့နောက်တစ်စက္ကန့်လေးမှာပဲကောင်လေးကမြင့်ခုန်တက်ပြီးအားပြင်းတန့်တစ်လုံးကိုထိုးချပစ်လိုက်တာပေါ့ကစားသမားကြီးကနေရာမှာတင်ချက်တီသေးသွားတာကွင်းတစ်ခုလုံးလည်းချက်ချင်းတိတ်ဆိတ်သွားခဲ့တယ်စက္ကန့်အနည်းငယ်ကြာတော့ဒီပါရမီရှင်ကောင်လေးကိုအသင်းအတွက်ခေါ်ယူဖို့ပရိသတ်တွေကနားကွဲမတက်အော်ဟစ်အားပေးကြပါတော့တယ်ကယ်ဗလီယာအသင်းပိုင်ရှင်ကလည်းသူ့ကို$9,000တန်စာချုပ်ကမ်းလှမ်းလိုက်တာပေါ့ဒီလိုနဲ့ပဲအသက်73နှစ်အရွယ်ကောင်လေးတယောက်ဟာ NBA ကစားသမားဖြစ်လာခဲ့ပါတယ်ဒါပေမဲ့သူ့အသင်းဖော်တွေကတော့သူ့ကိုတိတ်သဘောမကျကြဘူးသူ့ရဲ့ပထမဆုံးတရားဝင်ပွဲစဉ်မှာဆိုရင်သူကအယမ်းစိတ်လှုပ်ရှားနေလို့ဘောလုံးကိုတောင်ပြစ်ဖို့မရေးဘူးဖြစ်နေတာသူ့အသင်းဖော်တွေကိုပဲဘောလုံးတွေပြန်လွှဲပေးနေရတာပေါ့ဒီတော့အသင်းကတိုင်းမောက်ခေါ်လိုက်ရတယ်အဲ့ဒီခါမှာကောင်လေးကသူ့ရဲ့ Jordan ဖက်နှက်တွေကိုမစီးထားဘူးဆိုတာပေါ်လာခဲ့တာဒီမောဖက်နှက်တွေကိုစီးလိုက်ပြီးတဲ့နောက်မှာတော့သူဟာဘတ်စကတ်ဘောနတ်ဖျားရဲ့စွမ်းအားကိုရသွားတယ်လို့ပဲလေထဲကိုမြင့်ပြန်တက်သွားပြီးလေထဲမှာ360ဒီဂရီလှည့်ပတ်ကလေကက်နဲ့သွင်းယူလိုက်တာပေါ့အဲ့ဒါပြီးတာနဲ့ချက်ချင်းပဲကောင်လေးကနောက်တစ်ခါထက်ခုန်တက်ပြီးအားပြင်းဒန့်တစ်လုံးကိုထပ်ထိုးချလိုက်ပြန်ရောဒေးဗစ်ရောဘင်ဆန်တော့လုံးဝကိုအံ့အားသင့်သွားတာပေါ့နောက်ဆုံးမှာတော့ကောင်လေးက Cavaliers အသင်းကိုဦးဆောင်ပြီးအင်အားကြီး Spurs အသင်းကိုအနိုင်ယူလိုက်တာပေါ့တညတည်းနဲ့ကောင်လေးကလူတိုင်းရဲ့သူရဲကောင်းဖြစ်လာခဲ့တယ်ဒီတော့မေးခွန်းတစ်ခုရှိလာတာပေါ့ဒီဖက်နှက်တရံတာကို့မှာရှိခဲ့ရင် NBA ကိုစိန်ခေါ်ရဲပါမလား